ဒီမှာပြန်လာတော့မယ်ကောလန်ကြီးကနေဟိုတယ်ကြီးကိုကားတွေကင်းတွေဘာကြောင့်အန်စီကောလန်ကြီးရောက်လာရင်နော်ကဲဆော်လေးကြပါဘူးလာပြီစရည်ဆက်လေနော်စီမထက်ခဲ့ဘူးလားဟိုအနီကလည်းမရှိတော့ဘူးစီထက်ရမှာလေရွာထဲမှာရှိရဆိုတရားရှိရလေမင်းခံမင်းဟိုဘေးကကျွန်တော်တို့ဘေးကလောက်ဝဲသူလေဒါပေမဲ့တော့ထက်တော့ထက်ရမှာတော့ပြီးရနေတော့ဝေးပါမျိုးကောင်းမှထဲလို့ရတယ်မျိုးကောင်းဒီမျိုးကောင်းလားစီးသေးတယ်လေဟိုကဒန်ကိုအပေါင်းဟိုကစီးတိုင်းစီးစံလေးတယ်စံလေးမောင်းတယ်မောင်းတယ်နော်အခုတစ်ခါကစီးတဲ့ဆိုင်ခဏကြာပြီးတော့လေလာတယ်တမန်လေးတော့ရှင်းမဟုတ်ရှင်းပြီးရတယ်ကျွန်တော်လမ်းမှာစီးတိုင်းမရှိပါဘူးလို့တော့ကောင်းကျန်းနေအပြန်မှာရုပ်ကောင်းပသိမ်လမ်းနေပြန်ခဲ့တာဖြစ်ပြီးခီးရတော့ဝေးတယ်ဖြစ်တယ်လမ်းလည်းအခုမြင်တဲ့အတိုင်းဒီ6ကျန်းလမ်းနေပေါ့နော်6ကျန်းလမ်းနေကျွန်တော်လာခဲ့တဲ့လမ်းထက်လမ်းကရှွန်လမ်းဆိုပေမဲ့ဆိုင်ကယ်လဲဆိုရင်တော့ဆိုင်ကယ်လဲမနာတယ်လူလဲမနာဘူးပေါ့နော်ဒီလမ်းတွေမှာကျွန်တော်တို့ကတခြားယူဆပြီးတော့ဆိုတော့မောင်းရတဲ့နေသားတွေရှိတယ်ပေါ့အခုလဲချော်သွားလို့ဆိုင်ကယ်လဲခဲ့မယ်ဆိုရင်တော့မှဆိုင်ကယ်လဲပြက်စီးပြီးတော့လူလဲချဲ့တန်ရနိုင်တဲ့နေသားတွေဖြစ်တဲ့အတွက်ကြောင့်ဒီလမ်းမှာကျွန်တော်တို့တခြားယူဆိုင်ပြီးမောင်းခဲ့ရပါတယ်လမ်းနေရာပြပြတဲ့နေရာပြပြပြီးတော့အဲ့လိုဆိုးတဲ့နေရာကြလည်းရမ်းကိုဆိုးပါတယ်အခုဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲဆိုင်ကယ်လေးတခြားယူဆိုင်မှာဆိုင်ကယ်တွေလည်းမပြည့်စည်အောင်ပေါ့နော်စီကတော့ကျွန်တော်တို့ fault တွေပေါ့စီမယူအောင်ပေါ့နော်ဒီလမ်းတွေမှာဆိုင်ကယ်တွေတော်တော်များများအဆင်မပြေကြဘူးပေါ့နော်ကျွန်တော်တို့ပြီးရင်အထုပ်ဘောတွေပါတယ်နဲ့လူဘိတ်ကလည်း2ယောက်ဒီစီးကြတာဆိုတော့လေတခြားကိုဆိုင်ကယ်တွေလည်းမနာအောင်တခြားလမ်းတွေကိုတခြားမောင်းခဲ့ရတယ်ပေါ့ဒီဗီဒီယိုလေးလောက်ရတာဆိုတာလည်းဒီမိုးတွင်းမှာကျွန်တော်တို့ကွန်ကြီးကိုသွားမဲ့လူတွေအတွက်ကျွန်တော်တို့ထားခဲ့တဲ့အတွေ့အကြုံလေးကိုပြန်ပြီး share လုပ်တဲ့အနေနဲ့ဗီဒီယိုလေးကိုမှတ်တရတဲ့အဖြစ်နဲ့တင်ပေးခြင်းပဲဖြစ်ပါတယ်စောင်းနေတယ်ကျွန်တော်စောင်းနေတယ်တဲ့ရက်ဆောင်အောင်လေနော်နည်းနည်းနိုင်နေနည်းနည်းရက်ဆောင်အောင်ဖုန်းလေးပေးလိုက်ပါကဲဒါကျွန်တော်ဒါကွမ်းကြီး
လမ်းမှာဒီလမ်းမှာဖြုတ်နေပါတယ်အားလုံးဒီဘက်နည်းကြည့်လိုက်ပါဦး ကျွန်တော်အသွားတက်လမ်းပြန်တက်လမ်းပါနော်ကျွန်တော်တို့ကဟိုအလာမာကလေးကရှယ်ဖြုတ်ခဲ့တာဆိုဒီလိုမျိုးကြောက်ပြုတ်လမ်းเนี่ยကျွန်တော်တို့ကမိုင်းနာဖြစ်နေအိမ်မောင်းတော့ရအိမ်မောင်းတော့ရတယ်နော်ကြားရဲ့လီးပါတင်အရှိမင်းထောင်ပြီးလမ်းကျသွားမှာဆိုရင်လည်း short တင်ရကဘာကောင်းတော့ MC လို့ပြလာကဘာကောင်း MC ပဲ MC ကောင်းဆုံးတကယ်လို့လားဒီလမ်းကိုမလာအောင်မလွယ်ဘူးတော့ MC ကဟိုဘွယ်ထဲတော့လည်းလှိတ်လာတာအလာတော့လည်းဘွယ်ထဲတော့လှိတ်လာတာဘွယ်ထဲကငါးကလည်းကျွန်တော်နောက်ကကြံခဲ့တဲ့နှစ်စီးကိုကျွန်တော်စောင့်တယ်ပေါ့နော်စောင့်ပြီးတော့ကျွန်တော်လူတွေစုံနေအားလုံး okay တယ်ခဏလည်းနားပြီးဆိုတော့ကျွန်တော်ခီးထက်ဆက်ခဲ့ပါတယ်ဒီငရုတ်ကောင်းပသိမ်လန်းကမိုင်းရတော်ဝေးပါတယ်တဝက်တော့သုံးပုံတစ်ပုံလောက်ကတော့တနက်လိုကြောက်ချမ်းလန်းကြီးတွေပေါ့နော်လမ်းတော်ဆိုးတယ်ပေါ့ပြုတ်ပြင်းနေတဲ့အနေထားကြီးပေါ့နော်ဟိုဒီဘက်ပသိမ်ဘက်ချမ်းနဲ့ကတ်လာတော့လမ်းကကောင်းလာတယ်ပေါ့နော်မောင်းလို့ရတယ်ပေါ့ဗျဒီမှာလာလန်းထက်ဆိုင်ပုံမိုက်သွားတယ်ပေါ့ပိုကောင်းလာတယ်ဆိုမှမိုင်းရတော့အဝေးမောင်းရတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကပြီးရင်အလာတွေကထည့်ခဲ့တဲ့စီတွေပေါ့နော်ပသိမ်နဲ့ထည့်ခဲ့တဲ့စီတွေကကျွန်တော်တို့အလာတော့ကလည်းဘွယ်လန်းတွေမှာရုံခဲ့ကြတယ်ပြီးရင်ကိုရန်ဂျီတဲတောင်မြန်မာမောင်းနေအခုပြန်တော့လဲစီက95ဒီပိုင်းလဲမရလို့ကျွန်တော်တို့ဒီလက်ချန်တဲ့စီနဲ့ပဲကျွန်တော်တို့ထပ်မောင်းခဲ့တယ်ပေါ့နော်ပသိမ်တိရောက်အောင်ကျွန်တော်တို့မောင်းပါပေါ့ဒါပေမဲ့လည်းတချို့ဟိုစီတိုင်ကြီးပေါ့လီတာနဲတဲ့ဘိန်းတွေကတော့အဲ့လိုအင်ဂျင်ပါဝါကြီးလီတာနဲတဲ့ဘိန်းတွေကတော့စီလမ်းမှာပြက်လက်တဲ့အနေထားလေးတွေဖြစ်သွားတော့ကျွန်တော်တို့ကြောင့် sharing တွေပါလုပ်ခဲ့ရတယ်ပေါ့နော်တော့ကျွန်တော်ကတော့ကျွန်တော်ဒီဆိုင်ကကျွန်တော်စီးရဲ့ဆိုင်ကလေးကိုကျွန်တော်ဒီနေရာမှာပြောချင်တာတော်သဘောကျတယ်တော်လည်းကြိုက်ခဲ့တယ်ပေါ့နော်ဒီဘင်းကိုအဲ့လောက်ကြီးခေါင်းငယ်မင်းညာကျွန်တော်မထင်ဘူးပေါ့နော်ဒီတိုင်ကာထတိုင်ကာ800ပေါ့နော် ACA ကိုစီတိုင်ကလည်း16လီတာဆန်နဲ့သူ့ရဲ့အင်ဂျင်ပါဝါလည်း800ဆိုတော့ကျွန်တော်အသွားပြန်ဒီပသိမ်ကိုလမ်းပေါင်းစုံပေါ့နော်ရှွန်လန်းနေမောင်းနေကြောက်ကျန်းလန်းနေမောင်းနေကက်တရလန်းနေမောင်းနေပေါ့နော်မိုင်းကြီးလည်းအဝေးကြီးပဲပေါ့နော်အဲ့ဒါကိုပသိမ်ကြီးကိုကျွန်တော်ပြန်ရောက်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒါလမ်းမှာ coffee တောက်နေပါတယ် coffee ပေါက်နေပါတယ်ဟောအခုဒီလမ်းတိုင်းမဟုတ်သေးဘူးပေါ့အော်မဟုတ်ဒီလမ်းတိုင်းမှာကြောက်စစ်တောင်ပေါ်ရောက်တော့မှမီးတာဒီဟာကွမ်ကြီးလာတော့အီးစီလေးကျွေးကိုကြိုက်လို့ငါဆွဲဖြုတ်ပြီးသေးလို့ကိုလိုက်ဒီကနေအဲ့လိုရှေ့ရဘူးဒီမလဲလေကဲဒီစီပဲပသိမ်ရောက်တော့မယ်မဆိုးပသိမ်ရောက်တော့မယ်ရချိုချပါဒါတို့ကြော်ပဲဆိုလမ်းမှာကျွန်တော်ကိုပရိုတွေကလည်းအခုသွားတာနဲ့ကျွန်တော်ဗီဒီယိုလေးကိုပသိမ်ခုမှာပဲကျွန်တော်ရပ်ပြရစီကျွန်တော်ရဲ့ဘာလေးကွန်တီကြီးဆိုနောက်ဆုံးဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်တို့ဒါထပ်မောင်းတော်တော်မောင်းခဲ့ရပါသေးတယ်မောင်းပြီးကျွန်တော်ပသိမ်ရောက်တော့ခက်ခိုင်မှာကျွန်တော်သမင်းစားရပါတော့စားပြီးရတယ်ကျွန်တော်တို့ရန်ကုန်တိထပ်မောင်းပြီးတော့ရန်ကုန်မှာညအိပ်ပြီးတော့မနက်ကိုမန္တလေးကိုထပ်မောင်းခဲ့ကြတယ်ပေါ့နော်ခီးရတော့ဝေးပေမဲ့အရာတိုင်းအားလုံးအမှတ်တရလေးပါပဲအဲ့တော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါဦးအားလုံးဘိုင်ဘိုင်